မင်းထက်မှာကြွားစရာဆိုလို့မင်းထက်ကလေးတွေပဲရှိပါတယ်ဒီမှာပါအရန်တော်ပါတယ်ဒါဆိုဘိုခီနော်တင်နှမ်းမတက်ဘူးသေးပဲနဲ့ဒီမှာကိုရှိမှာတင်နှမ်းလာတက်ပြီးကြည့်ပါဦးဒီဘက်ကြည့်ပါဦး smoky eye ဆိုလဲလုံးဝကွက်တိကျန်းပြင်းနိုင်တာအရန်တော်ပါတယ်ဆိုတော့ကဲဆရာမင်းထက်ပိုင်းကြွားစရာဆိုဘယ်သူတွေရှိလဲကိုကလေးချောလေးတွေပဲရှိပါတယ်ချောလိုက်တာဘာနဲ့သမင်းသားလေးကြာနေအောင်နော်ကိုကောင်းကောင်းချောတာဘယ်သူပြင်ထားလဲကိုကောင်းကောင်းဘယ်သူပြင်တာတမီးပြင်တာနော်တမီးရောမိတ်ကက်တင်နေတတ်ဘူးလားနည်းနည်းလေးပဲတက်ဘူးရနော်ဒီမှာအခုကပြင်ရတာအားရလားကိုပါကိုအားရပါနော်ဒီမှာနော် smoky eye နေဆိုလဲပြင်တတ်နေဟုတ်လားအရင်ဆုံးဆိုဒီလိုပြင်လာ smoky eye နေပါရင်အဲ့လို technique တွေလည်းသိစားမသိဘူးနော်အခုကျမှဘယ်နီးစနစ်ဆိုဘယ်မှာသုံးရတယ်ဆိုတာမသိတော့ဘူးလားချောလိုက်တာကိုကအရင်ချောတယ်သမင်းသားလေးနဲ့တူဒီမှာအရင်အမိုက်စားပြစ်နေပြီတမီးကမိတ်ကက်တင်တက်ဘူးလားမတက်ဘူးနော်လူနေလဲမထက်ရှိမှတင်တက်ကပျော်ရဲ့လားပျော်တယ်အရင်ပျော်တယ်ဘယ်လိုပျော်နေဟာပျော်ရပါအောင်အရင်ပျော်တာလို့ပြပါဘယ်လိုပျော်ဟာအဲ့လိုပြောတာမင်းရှိပါဆိုကလေးတွေကိုပျော်လေးစိတ်ပျော်လေးနဲ့တင်တဲ့တက်ကောင်ထားပါတယ်စိတ်ပျော်နေတော့ဘာပဲလုပ်လို့အဆင်ပြေတယ်ဘာပဲလုပ်လို့ကို reset ကောင်းကောင်းနေထွက်တာဖြစ်ပါတယ်မင်းထက်တင်တန်းမှာဆိုအကြောက်တရားမထည့်ထားပါဘူးဆိုတော့တမိဒီပဲလိုက်ပြအောင်မှန်ပဲကြည့်ကြအောင်တင်မျက်နှာကိုကြည့်ရအောင်နှာခေါင်းလေးနည်းနည်းထပ်ပေါ်လို့ရတယ်တွေ့လားတာနှာခေါင်းလေးတိတ်မထင်ဘူးနော်သူနှာခေါင်းပေါ်တိုင်းမှာသူများကြမပေါ်အောင်လေသူဆိုမှချက်ပေါ်စရာမလို့ထင်းညာပဲတွေ့လားနော်ဆိုတော့နှာခေါင်းလေးနဲ့ပေါ်မယ်နော်တမိတို့နော်နှာခေါင်းလေးနဲ့ခြိုက်နေကျန်တာအကုန်လုံးဆင်ပြေနော်ဒါဆိုတားတဲ့တင်နှမ်းမတက်ဘူးနော်smoky eye technique ကို smoky eye ဆိုတာနဲ့အမဲတွေအညွေရတော့မဟုတ်ဒီမှာဆိုအယောင်ဆုံးပြင်နိုင်နေကြတာဖြစ်ပါတယ်ဆိုတော့ကြွားစရာဆိုလို့မထက်ရဲ့သမီးလေးတွေပဲရှိပါတယ်သမီးကြောလေးတွေကြွားမှာဖြစ်ပါတယ်အိုးလှလိုက်တာမျက်ခုံးလေးကြည့်ကျင်တယ်ခဏနေโอเค eye shadow လေးလေအိုးနော်ခရမ်းဘက်လေးကို smoky eye ပြင်တာလှတယ်ဒီနေ့နှစ်ရက်ပေါ့နော် smoky eye လေးကျင်တာနှစ်ရက်ပဲရှိတယ်ဒီလောက်တောင်လက်ရရင်လှကုန်ကြနော်တိုးတက်တာโอ้ยမင်းတိတ်လေးလာလိုက်တာဘယ်သူပြင်ပေးရလဲအရန်တော်ပါတယ်ဒီမှာကြည့်ပါဦးဒီလိုကြည့်ပါဦးလှလို့တကယ်တော်တယ်ကျန်လှလိုက်တာဟဲကဲမျက်လုံးအရန်လှရမနဲ့လိုက်တယ်နော် smoky eye နဲ့မနဲ့လိုက်တယ်နော်လုံးဝငယ်သွားဒီမှာကြည့်လိုက်ကိုမျက်နှာကိုတကယ်လိုက်တယ်တွေ့လားဘယ်သူပြင်တာလဲမဆက်ဆက်ပြင်တာမဆက်ဆက်တော့လက်ရည်အရန်မိုက်နေပြီနော်ကျင်းနိုင်ရလားကိုပါကောမင်းတက်ရှိမှတက်ကအဆင်ပြေရလားပြေရနော်မင်းတက်ပျော်ပါပဲထားနော်ပျော်ရလားမပြောရင်ပြန်ကားမယ်နော်ဆိုတော့ဒါဆိုရင်မထက်ရဲ့ခလေးတွေပဲဖြစ်ပါတယ်အိုးလာလိုက်ကြတာပါဒါမထက်ရဲ့သမီးတော်လေးတွေပေါ့နော်ဆိုတော့ဒီလိုမျိုးကိုတိတ်ချေချာထိမိမိပျော်ရွှင်ရွှင်နဲ့ make up ကိုလိမ့်တက်ချင်တယ်လှလှပပလေးလိမ့်တက်ချင်တယ်ဆိုရင်တော့မထက်ရဲ့ basic to advanced တင်တန်းလေးရှိပါတယ်6လပိုင်း1ရက်နေ့မှာ time မှာ update technique တွေပါ10ရက်ထပ်တင်ပေးမယ်ရက်40အတန်းကို19,900နဲ့အခုပဲအမြင်အပ်လို့ရပါပြီမင်းတို့9ယောက်ပဲလက်ခံပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်